တခြားတစ်ဖက်မှာတော့ CEO ကမတင်နိုင်အောင်နေဖို့အတွက်လူပေါင်း4,900ရဲ့တက်ကိုယူရမယ်လို့သူ့အိမ်မှာသူ့ဒေသနာလုပ်ရင်းနဲ့တွေ့ရှိခဲ့ပါတယ်။ CEO ကစတင်လှုပ်ဆောင်ပါတယ်။ Rich ကဂျေးကိုသူ့အိမ်ပါတီပွဲကိုဖိတ်လိုက်ပါတယ်။ဂျေးရောက်လာပြီး Rich ရဲ့အန်ဒီနဲ့တငယ်ချင်းဖြစ်သွားပြီးတော့ပဇင်းပြန်လူသားကိုသဘောကျပြီးဆွဲလန်းနေကြောင်းပြောပြပါတယ်။အဲ့ဒီချိန်မှာ CEO ကတကားခေါက်ပြီးဝင်လာပါတယ်။ Rich ကပဇင်းပြန်ဝတ်စုံဝတ်ပြီးတော့အခန်းထဲဝင်လာတော့ဝတ်စုံမလဲခင် CEO ရောက်လာပြီးတော့ Rich ကပဇင်းပြန်လူသားဖြစ်တယ်လို့တန်တရားရှိတာကြောင့်သူ့ကိုလာကြည့်တာပါ။ Rich ကမျက်နှာချက်မှာကတ်တွေ့ပြီးတော့ Spider-Man လိုမျိုးပုံနေပါတယ်။ဒါပေမဲ့မျောလင့်မဲ့ပေါလက်ဆာရှူရှူက CEO ရှေ့ကိုထွက်ကြပါတယ်။ CEO ကအပေါ်ကိုကြည့်ပေမဲ့ Rich ကအန်ဆွဲထဲမှာပုံနေပြီးသူ့ကိုလှည့်စားလိုက်ပါတယ်။ CEO ကပြင်ပန်းတန်းနဲ့ဆိုတာအောက်ထပ်ကိုဆင်းသွားပါတယ်။အဝတ်လဲပြီးပြန်လာတဲ့ Rich ရောက်လာပါတယ်။ CEO က Rich ရဲ့လက်တွေနဲ့နှာခမ်းတွေပေါ်ကဒဏ်ရာတွေကိုသတိထားမိပြီးတော့ဘယ်ကလာတာလဲလို့မေးတဲ့အခါ Rich ကကောင်လေးတစ်ယောက်နဲ့ရန်ဖြစ်ပြီးလာတာလို့ဖြေပါတယ်။ CEO ကတန်တရားရှိနေပေမဲ့လည်း Rich ကလှစ်လူရှူထားပါတယ်။ CEO နဲ့သူ့ရဲ့ဘဲတွေထွက်သွားတော့ Jay နဲ့ Rich တို့နမ်းမလို့ကြပါတယ်။ဒီအချိန်မှာပဲ CEO ကဝတ်စုံပြည့်နဲ့ပြန်လည်ရောက်ရှိလာပါတယ်။သူ့ရဲ့နာမည်ကတော့ Hogless ပါ။သူကလူအယောက်1000ရဲ့အသက်ကိုရအောင်ယူမယ်လို့ပြောပါတယ်။ Rich ကသူ့ကိုတားဖို့ကြိုးစားပေမဲ့သူ့လက်ချက်နဲ့သူမှောက်သွားခဲ့ပါတယ်။ Hogless ကသူတို့ရဲ့ NDC ကိုသွားပြီးသူမရဲ့အသက်ကိုယူလိုက်လို့ Andy တည်ဆုံးသွားပါတယ်။ Rich ရဲ့ဦးလေးကိုဆေးရုံမှာပြန်ပြပြီးသူသတိရလာပါတယ်။ဆရာဝန်ကသတင်းစိုးမပေးဖို့တားမြစ်ထားပေမဲ့တခြားဆရာဝန်ကခမရဲ့ဇနီးဆုံးသွားပြီးမနေ့ကျရင်ဇာပနာလုပ်မယ်လို့ပြောလိုက်ပါတယ်။သူ့လေးကဇာပနာကိုလိုက်လာပြီးတော့တလွဲနေစပြီးလုပ်ပါတော့တယ်။သူ့ဇနီးနဲ့မခွဲနိုင်ဘူးဆိုတာခေါင်းတလားတွေကိုတိုးဝင်သွားပါတယ်။ဒါပေမဲ့လည်းခေါင်းတလားကလွဲနေပြီးတော့ဒါသူ့ဇနီးရဲ့ခေါင်းတလားမဟုတ်ပါဘူး။ဒါပေမဲ့လည်းသူက9မိနစ်အချိန်ထပ်ပြီးဖို့ပြောပြီးတော့ခေါင်းတလားကိုထပ်ပိတ်လိုက်ပါတယ်။ဘေးလူတွေသူ့ကိုဝိုင်းဆွဲရပြန်ပါတယ်။သူ့ဇနီးရဲ့ခေါင်းတလားကိုလူတချို့ကတည်ဆောင်လာတဲ့အခါတကားပွင့်ပြီးသူ့ဇနီးပြုတ်ကျသွားပါတယ်။သူမပြုတ်ကျတဲ့နေရာမှာမီးလောင်နေပြီးတော့အလောင်းကမီးထဲမှာပဲလောင်ကျွမ်းသွားပါတယ်။ Rich ကစိတ်သက်ကြပြီးတော့သူ့အိမ်မှာတယောက်တည်းထိုင်ကနေအိမ်ကိုညစ်ပတ်အောင်ထားပါတယ်။သူကမုတ်စိမ်မွေးလည်းထားပါတယ်။အဲ့နောက်သူ့ဦးလေး Rich နဲ့တငယ်ချင်းရောက်လာပါတယ်။သူကစူပါဟီးရိုးလုပ်ချင်ပေမဲ့ဘယ်ကစလို့မှမသိဖြစ်နေတာပါ။ Hogless ကလူထောင်ပေါင်းများစွာရှိမဲ့အခမ်းအနားကိုတွားပြီးသူ့အကြံစီကိုပြီးမြောက်အောင်လုပ်ပါတယ်။ Rich ကလည်း TV သတင်းမှာသတိထားမိသွားပြီးတော့အခမ်းအနားကိုလိုက်သွားပါတယ်။အဲ့ဒီအခမ်းအနားကိုနိုင်ငံခေါင်းဆောင်တွေနဲ့ဘာသာရေးခေါင်းဆောင်အစုံနဲ့တက်ရောက်လာပါတယ်။ Rich ဒုက္ခပေးနေကြ Stephen Hawking လည်းပွဲထဲလာတွေ့ရပါတယ်။မကြခင်မှာပွဲစပြီးတော့ CEO ကစုတက်ယူပါတယ်။စင်မောစင်တော့ Rich ကသူ့နားကပ်ပြီးတော့ Hogless သူလည်းမေးပါတယ်။ CEO ကဆေးထိုးပြီးတော့ဘေးကဖုန်းတော်ကြီးတစ်ပါးကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ Rich ကအတီမတ်ပြီးတော့ဖုန်းတော်ကြီးကိုအပီတွေ့ပါတော့တယ်။အဲ့ဒီမှာရုပ်ရုပ်သဲသဲဖြစ်ပြီးတော့တမနာအပါဝင်ဘာသာရေးခေါင်းဆောင်တွေအပီပြင်းရန်ဖြစ်ကြပါတယ်။မစီမဆိုင် Stephen Hawking ကရင်လေးကိုလောင်းပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲ Jay က Villain စစ်က CEO မှန်တိထားမိသွားပါတယ်။ Hogless ကသူ့လျှက်စစ်ထန်ကုန်ကြီးသုံးပြီးတော့အမိုးကိုဖောက်ခွဲလိုက်ပါတယ်။အမိုးတစ Rich ပေါ်ကျလာပြီး Rich ကစူပါဟီးရိုးဆန်ဆန်ပဲတွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့သူ့စီတဲပြန်ကျလို့ပြီးသွားပြန်ပါတယ်။ Hogless ကလက်နက်နဲ့ Rich ကိုပြစ်လိုက်တဲ့အခါ Jay ကဝင်ပြီးခံလိုက်ပါတယ်။ Rich ကကယ်ဖို့ကြိုးစားပေမဲ့သူကယ်တာပိုပြီးဆိုးနေပါတယ်။ CEO ကနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ရုံးမှာ Rich ရောက်လာပြီးတော့လက်ကိုဆွဲကန်အစွမ်းကိုကူးပြီးတော့ Jay ကိုကူးပေးလိုက်ပါတယ်။ Jay ပြန်ပြီးသတိရလာပါတယ်။ Hogless က Rich ကိုတိုက်ခိုက်တဲ့အခါမှာနောက်ဆုံးတိုက်ပွဲကိုသုံးပြီးတော့အဆုံးသတ်ပေးလိုက်ပါတယ်။ပောက်ကွဲမှုကြောင့် Jay ကပြုတ်ကျသွားပါတယ်။ Rich ကနောက်ကလိုက်ခဲ့တဲ့အခါပဇင်းလူသားက Richman Jay ကတိသွားပါတယ်။သူတို့လူပေါ်စကားပြောနေနေမှာကယ်ဖို့သတိရပါတယ်။ Rich ကတောင်မန်ထွက်လာပြီးတော့ Jay ကိုကယ်လိုက်ပါတယ်။သူ့ဦးလေးနဲ့အတူ Stephen Hawking နဲ့ရောက်လာပြီးတော့ Rich ကိုဂုဏ်ပြုစကားဆိုကြပါတယ်။ဒီမှာလဲဦးလေးလက်ချက်နဲ့ Stephen Hawking ကတိုက်ပေါ်ကပြုတ်ကျပြန်ပါတယ်။အဆုံးသက်မှာတော့စူပါဟီးရိုးကားဆန်ဆန်ပဲမင်းသားနဲ့မင်းသမီးလေးပေါ်ပြန်ရင်းနဲ့ပြီးဆုံးသွားပါတယ်။ကျွန်တော်တင်ဆက်ပေးနေတဲ့ဒီရီကတ်လေးကိုသဘောကျလို့ရှိရင် like and subscribe လေးပြုလုပ်ပေးသွားကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်။